ခင်ဗျားတို့မသိသေးတဲ့တိုးတက်မဲ့လူတွေရဲ့လက္ခဏာကျွန်တော်လူတွေက level တစ်ခုနဲ့တစ်ခုတက်ခံနေကြရင်သူတို့ပုံစံနေထိုင်မှုတွေသူတို့အကျင့်တွေအလုပ်လုပ်ပုံတွေအကုန်လုံးပြောင်းလာတယ်ဗျအဲ့တော့ခင်ဗျားရောတစ်နှစ်နဲ့တစ်နှစ်တိုးတက်အောင်လုံနေတဲ့လမ်းပေါ်ရောက်နေပြီလားဆိုတာဒီအချက်လေးတွေနဲ့တိုက်ကြည့်ပြောင်းလဲမှုစဉ်းစားတဲ့လူတိုင်းဟာသူတို့ဘဝကိုပြောင်းလဲပေးမဲ့စာအုပ်တွေကိုသူတို့စတင်ပြီးလေ့လာတယ်စတင်ပြီးဖတ်တယ်ပြီးရင်သူတို့အမားတွေသူတို့လှုပ်လိုက်လဲသူတို့အမားလှုပ်ကြအောင်ဝန်ခံဖို့မကြောက်ဘူးဘသူ့အမားနဲ့အပြစ်မဖို့ချသလိုဘသူ့အမားလည်းကျွန်တော်တို့ထိုးမကြွေးဘူးကိုအမားကိုတာဝန်ယူတယ်နောက်ဆုံးတစ်ချက်ကသူတို့ပြောင်းလဲခြင်းတဲ့ဘဝနဲ့ရက်တည်နေထိုင်လူတွေနဲ့သူတို့တငယ်ချင်းစားလုပ်တယ်သူတို့မေးတယ်မြန်းတယ်ပေါ့အကယ်တော့ခမားသာကျွန်တော်ပြောတဲ့အချက်တွေနဲ့မညီသေးဘူးဆိုရင်ခမားအဲ့ဒီအချက်တွေနဲ့ညီအောင်လိုက်လုပ်ပါနှုတ်မဆိုရင်ခမားဒီနှစ်ကနေဒီနှစ်ဒီနေရာမှာပဲရောက်နေလိမ့်မယ်ကံကောင်းပါစေဗျာ peace out